နှစ်တလီနှစ်နယ်လီနှစ်3လီ6နှစ်4လီ8နှစ်5လီ10 โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုရှိုင်းပါမင်းတို့ငါပြမနှင်းဘလောက်ရိုင်းနေဆိုတော့ငါပြဒါကမုတ်ပေါင်းဟုတ်ပြီမုံတောင်ပေါင်းရတယ်မပေါင်းရတာမင်းတို့အဲစကားမရိုင်းရင်တော့မနှင်းဒေါသဖြစ်တဲ့အခါမှာဘယ်လိုဖြေရှင်းရမလဲဆိုတော့နှုံငါကြပြားလေးနဲ့ပြနော်နှုံငါကြပြားလေးနဲ့ပြကိစ္စအတိုင်းကိုဒေါသနဲ့ဖြေရှင်းလို့မရဘူးဆိုတာခွေးဦးချင်းကြိုက်သွားမှရှုံတော့တယ်အေးဟာသူပြောတာလဲဟုတ်တယ်လို့တော့ရှိတာဒါတွေကလည်းငါတို့ပဲသိမှာလေနော်စစ်မှလည်းမသိနိုင်ဘူးဘောချစ်ချီတော့လေဘောချစ်ချီတော့လေမရိုင်းနေလားအေးဘောချစ်ချီတော့လေဘောချစ်ချီတော့လေဘောချစ်ချီတော့လေဖိုချစ်ချီတိုးလေးก็ရှုပ်လို့တော့မရဘူးနော်ကျိုးသားတာပါဟဲ့လာပြီတွဲပဲညီသွားပြီတွဲပဲညီသွားပြီဟေးကျိုးသားထားပါမမယာကျိုးသားမမယာဟုတ်ရကိုပိန်တယ်ကိုတော့ရှုံလို့မရဘူးဒီရွယ်ရောက်ပြီနော်အေးစစ်စစ်မနေအောင်ညသိရင်ဘာထူးမှလဲသူတို့စိတ်ဆင်းရဲမယ်လေကိုယ့်ဘာပြင်းထဲမှာပဲထားတယ်သားသမီးတွေမကောင်းတော့လဲကျွေးမလုပ်ပဲကျုပ်ဆက်ဆက်မလုံးနဲ့တဲ့မလာနဲ့တဲ့ချင်းနဲ့ချောင်းလက်ခံလို့မရဘူးဘာမဟုတ်တဲ့ချွေးမတယောက်ကြောင့်နဲ့ကို့အမေလမ်းဘေးရောက်သွားတယ်နော်ဒါစင်ကျင်ကြပါဗျာမိဘရှိတဲ့သားသမီးတွေဒါမျိုးမဖြစ်ပါစေနဲ့ဗျာနော်ဒါမျိုးမလုပ်ကြပါနဲ့ချီနှချောင်းမဝင်ရဘူးလေဒါကတော့ဘေးတင်အယူပေါ့နော်ကောင်းသလားဒီမှာဒီဗီဒီယိုဖိုင်ကိုဘေးတင်ဆရာတွေမြင်နေဆိုရင်ကို့မှန်လေးမှန်ခဲ့ပေးပါအခုလိုမျိုးချီနှချောင်းမဝင်ရဘူးဆိုတာနဲ့ကို့မိဘလမ်းဘေးရောက်သွားတာဟာကောင်းသလားကိုးကွယ်တော်ထေရဝါဒဗုဒ္ဓသာသနာတဲ့ယုံတော့ဘေးတင်တဲ့လူတွေလွဲနေကြမှန်းတော့လိုက်ခစ်လိုက်မှမီတော့ဘူးကျွန်တော်တို့ပဲနောက်ကျနေရလားတနာပါနဲ့နော်စက်ကြည့်အောင်အေးပေါ့ပါအသက်ကြီးနေပြီလေဆေးဖို့ဆိုလဲသူတို့အဖမတောင်းဘူးပါဘူးတခါမြန်မာနိုင်ငံကပရဟိတလောက်ကင်ဆောင်ရွက်နေတဲ့ညီကိုပေါင်းတော်များတွေ့ရဆိုရင်တတ်နိုင်တဲ့လောက်ကလေးသွားရောက်ပြီးတော့ကူညီပေးကြပါအောင်လို့ဒီနေရာကနေမြစ်တာရက်ခံပါနေဗျာတန်တကုတ်တင်ပြီးရောင်းရတာပေါ့ဒါဆိုကားတွေကိုအသက်လူပြီးရောင်းရတာမမြင်တဲ့ခါကျတော့တိုက်ပြီးဒုက္ခရောက်ဖះနဲ့ပတ်သက်တဲ့ပန်းပေါ့ပေါ်တဲ့ပန်းလေးတွေအဲ့ဒါကိုပဲရောင်းတယ်ပါတနိုင်ပေါ့အဖွားလည်းမနိုင်ဘူးလေပန်းတုံးကြီးတွေကင်ပြီးတော့မပြေးနိုင်ဘူးအိမ်ကအဖွားပေါင်လာတာသူတို့ကမရွေးမချစ်အိမ်မတက်နဲ့တဲ့ဝိုက်လျှော့နာအိမ်မှာမြင်းမှာခဏလာနေတာအပွားခုံဟိုကားတွေသွားနေလေဆုံးပစေအိမ်ဆုံးတာကြောင့်မို့ကလေးတွေပြန်ပြီးပေးလိုက်ရတော့ဟန်တာအော်နေကျင်တာပေါ့အခုဆိုကိုယ်ရေးပြီးလို့ရှိရင်မိုးမဲ့ကာကက်ပြီးလို့ရှိရင်ငါမိသိလေးနဲ့ငါနဲ့အတူတူနေရမှာ9ရက်လောက်10ရက်လောက်တခါတည်းအိတ်ပလိုက်မယ်အဲ့ဒီမှချက်ပေါ့နော်ဖြစ်လာပါဖြစ်လာလို့ကတော့အဖွာတိုင်းနဲ့အတွက်ပေါ့ဝေစီယာလာနဲ့တစ်ထလန်တောင်လေးမှာမိဘမှာပန်းရောက်တာပါ
ညနေ6နာရီည10နာရီထိရောက်ပါတယ်တပည့်ပန်းလေးတစ်စီး1000ပါ ကိုတို့မျိုးကတော့စိတ်မကောင်းဘူးညာ စိတ်မကောင်းမိပါဆိုတော့ဝင်းနဲ့လွန်မရ